Tech Brother ပြောပြမယ်မနက်အေးရနိုးလာတဲ့အခါတင့်ဖုန်းမှာ signal လောဝပြောင်းနေတယ် Wi-Fi ကတော့ရှိတယ်ဒါပေမဲ့ဖုန်းခေါ်လို့မရဘူးဒါ SIM swap attack ခံနေရတာပါ SIM swap attack ဆိုတာ hacker တယောက်ကတင့် mobile carrier mobile company MPT Telenor Ooredoo Mytel ကိုဆက်သွယ်ပြီးငါကဖုန်းရှင်မယ် SIM ပြောက်လို့ SIM အသစ်ထုတ်ပေးပါလို့ပြောတာပါသူတို့မှာတင့်ရဲ့နာမည် ID number မွေးနေ့လိုမျိုးအချက်လက်တွေရှိနေရင်ဖုန်းလိမ်တာတွေကနေရနိုင်တယ် mobile ဆိုင်ကဝန်ထမ်းကိုလိမ်ပြီး SIM အသစ်ထုတ်ခိုင်းနိုင်တယ်တခါ SIM အသစ်ထုတ်ပြီးရင်တင့်ဖုန်းနံပါတ်က hacker လက်ထဲရောက်သွားပြီသူကတင့်ရဲ့ bank account ကို password reset လုပ်မယ် OTP ကသူ့ဖုန်းကိုရောက်မယ်တင့်ငွေတွေအကုန်လွှဲသွားနိုင်တယ်သတင်းကောင်းကတော့ဒီကနေကာကွယ်လို့ရပါတယ်လုပ်လို့ရတဲ့အကာအကွယ်၃မျိုးရှိပါတယ်ပထမဆုံးက SMS based 2FA ကိုအားမကိုးပါနဲ့ SMS က SIM swap ခံရရင်အကာအကွယ်လုံးဝမရှိပါဘူးဒါကြောင့် authentication app ကိုသုံးပါ Google Authenticator Microsoft Authenticator Audi လိုမျိုး app တွေက OTP ကိုတင့်ဖုန်းထဲမှာတင်ထားတယ် SIM ပြောင်းသွားရင်လည်းဒီ app ထဲက OTP ကအန်ဒီရမရှိဘူးဒုတိယကတင့် SIM ကတ်ကို pin နဲ့ lock ထားပါဖုန်း setting ထဲမှာ SIM ကတ် lock ဆိုတာရှိတယ်ဒါကို enable လုပ်ပါပင်တစ်ခုတတ်မှာပါဒါဆိုရင် SIM ကတ်ကိုခိုးပြီးတခြားဖုန်းမှာထည့်ရင်ပင်မပိုင်မသုံးနိုင်ဘူးတတိယကတင့် mobile carrier ကိုဆက်သွယ်ပြီး account ကို port out protection ထည့်ပါ MPT Telenor Ooredoo Mytel တို့မှာဒီ feature ရှိမရှိမေးကြည့်ပါဒါက SIM အသစ်ထုတ်ဖို့ကြိုးစားရင်တင့်စီကိုအရင်အတည်ပြုချက်မေးမယ်စိတ်ဝင်စားစရာအချက်တစ်ခုကတင့်ဖုန်းမှာ signal ပျောက်သွားပြီး Wi-Fi ကရှိနေရင် SIM swap attack ဖြစ်နိုင်တယ်ဆိုတာသတိထားပါဒီလိုဖြစ်လာရင်ချက်ချင်းလုပ်ရမယ့်အဆင့်တွေရှိတယ် mobile carrier ကိုဆက်သွယ်ပြီးတင့် SIM ကိုပြန်လဲရယူပါ bank တွေကိုချက်ချင်းဆက်သွယ်ပြီးတင့် account တွေကို freeze လုပ်ပါ password အားလုံးကိုပြောင်းပါနောက်ထပ်သတိထားရမယ့်အချက်ကတင့် account တွေမှာ authentication app ကို SMS အစားအဓိကထားသုံးပါဒါကြောင့် SIM swap attack ကိုကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းက SMS based 2FA အစား authentication app ကိုသုံးတာ SIM ကတ်ကို pin နဲ့ lock ထားတာ mobile carrier မှာ port out protection ထည့်ထားတာဖြစ်ပါတယ်နေ့စဉ်မိနစ်ပိုင်းလေးဒီလို cyber security tips တွေကိုလေ့လာပြီး Tech Brother နဲ့အတူပိုတော်လာအောင် follow လုပ်ထားပါအောင်